Hello အားလုံးပဲမင်္ဂလာပါအားလုံးကိုခရစ်တော်နာမ၌ဝမ်းမြောက်ခြင်းညီတက်ခြင်းပျော်ရွှင်ခြင်းရှိပါစေလို့စေဥစွာနှုတ်ခွန်းဆက်တာပါတယ်ဘုရားခင်နှုတ်ကပတ်တော်ကိုဝိငှပေါ်ရန်အတွက်ပြင်ဆင်လျက်ရှိနေပါတယ်ချုပ်နှောင်ခြင်းကနေလွတ်မြောက်ခြင်းဆိုတဲ့ကောင်းစဉ်ကြီးနဲ့ဝိငှတော်မှာဖြစ်ပါတယ်ဒီဝိငှချက်ထဲမှာဆိုရင်ကောင်းစဉ်10ခုအထိဝိငှတော်မှာဖြစ်တယ်လို့ကောင်းစဉ်တစ်ခုစီတိုင်းကိုတရားဟောချက်တစ်ခုအနေနဲ့ဝိမြတ်တော်မှာပဲဖြစ်ပါတယ်အခြေခံရမယ့်ကျမ်းချက်ကတော့ဖာလာနံပါတ်109အပိုင်ငယ်20ထဲမှာပါတဲ့နှုတ်ကပတ်တော်ကိုလွတ်တစ်ဖြတ်သူတို့အနာကိုငြိမ်းစေ၍ဖြည့်ဆည်းခြင်းအရာများထဲကလှုပ်ယူတော်မူ၏နှုတ်ကပတ်တော်ဆိုတာတကယ်ယေရှုခရစ်တော်ဖြစ်ပါတယ်ဖခင်သခင်ကထိုနှုတ်ကပတ်တော်ကိုစေလွတ်တဲ့အတွက်ကြောင့်အနာရှိသမျှကိုငြိမ်းစေပြီးဖြည့်ဆည်းသမျှအားလုံးထဲကနေလွတ်မြောက်စေမှာဖြစ်တယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး8အပိုင်ငယ်30နဲ့နှစ်ထဲမှာပါတဲ့တခင်ယေရှုပြောတဲ့စကားပဲဖြစ်ပါတယ်ဓမ္မတရားကိုလည်းသိကြသဖြင့်ထိုတရားသည်တင်တို့ကိုလွှတ်လိမ့်မည်ဟုယုံကြည်သောယူဒလူတို့အားမိန့်တော်မူ၏လူဘဝမှာအဆိုးဆုံးအခြေအနေကအချင်းကြနေခြင်းခြေချင်းခတ်ပြီးတော့မှလှုပ်ရှားလို့မရတဲ့အနေအထားမှာရှိနေခြင်းကအဆိုးဆုံးဖြစ်ပါတယ်ဒါပေမဲ့အချင်းထောင်ရဲ့နောက်ွယ်တတိုင်းရဲ့နောက်ွယ်မှာနေခြင်းမျိုးကိုဆိုလိုတာမဟုတ်ပါဘူးယနေ့မှာလူဒီဟာဝိညာဉ်ရေးအချုံနှောင်ခြင်းကိုယ်ကာယမချမ်းမမာခြင်းဒီစိတ်တန်ရာရပြီးတော့မှမပျော်မစွန်ခြင်းဒီရဲ့ချုံနှောင်မှုအောက်မှာလူတိုင်းဟာခြေချင်းခပ်ပြီးတော့မှနေကြရတာကိုနှုတ်ကပတ်တော်အဖြစ်မြင်တွေ့ရပါတယ်အဲဒါကြောင့်မလို့ဒီကနေ့ဝင်ရမယ့်အကြောင်းအရာကချုံနှောင်ခြင်းထဲကနေလွတ်မြောက်ခြင်းဆိုတဲ့ကောင်းစဉ်ကိုပေးခြင်းဖြစ်ပါတယ်အဲဒီချုံနှောင်ခြင်းထဲကနေလွတ်မြောက်ခြင်းအခွင့်ကိုပေးနိုင်တဲ့အရာဟာငွေလည်းမဟုတ်ပါဘူးပါဝါအာဏာတွေလည်းမဟုတ်ပါဘူးပညာကျွန်တော်ရဲ့စ조사မှုတွေလည်းမတတ်နိုင်ပါဘူးဒါပေမဲ့ဝိညာဉ်ရေးအချုံနှောင်မှုတွေကိုယ်ကာယပိုင်းဆိုင်ရာမှာဝိညာဉ်ရေးအပိုင်းဆိုင်ရာမှာချုံနှောင်ခံနေရတဲ့အရာတွေအားလုံးထဲကနေလွတ်မြောက်နိုင်တဲ့အခွင့်ဟာအဲ့ဒီတကောဟာဖယားသခင်စေလွတ်တော်နှုတ်ကပတ်တော်တည်ဟူသောယေရှုခရစ်တော်၌တာတည်တဲ့အကြောင်းကိုဒီတရားဒေသနာထဲမှာတစ်ခုချင်းစီဝင်ခတော်မှာဖြစ်ပါတယ်စိတ်ဝင်စားတဲ့ဆိုရင်ကောင်းစဉ်အလိုက်အစဉ်ဆောင်မျိုးပွင့်အတွက်ဖိတ်ခေါ်လိုပါတယ်